ဂိမ်းနမီနဲ့ Bosco တို့အနေနဲ့နောက်ကွယ်ကဇလန်လေးတစ်ပုတ်ပရိသတ်များမင်္ဂလာများ CCI ဘက်ကိုရှိကိုအေဂျင့်မှာကနေပြန်လည်ကြိုလိုက်ပါတယ်ဘောလုံးပွဲပရိသတ်မှန်ရင်ဘောလုံးပွဲတွေကိုအစဉ်အဆက်အားပေးနေတဲ့ဘောလုံးပွဲပရိသတ်တယောက်ဆိုရင်မန်ယူနိုက်တက်ရဲ့ကစားသမားဟောင်းနှစ်ယောက်ဖြစ်တဲ့ဂရီနဘီနဲ့ Bosco တို့နှစ်ခမ်းချင်းနန်းနေတဲ့ပုံကိုသိကြမယ်ထင်ပါတယ်အထူးသဖြင့်မန်ယူနိုက်တက်ကို troll လုပ်ကြတဲ့ပြိုင်ဘက်စကောသင်းဖန်တွေဟာဒီပုံလေးကိုအကြောင်းပြုပြီးတော့ United ပရိသတ်တွေကိုမကြာခဏစားနောက်ကြလေရှိပါတယ်ဒါပေမဲ့ဘာကြောင့်နဘီအနေနဲ့စကိုကိုနန်းရတာလဲဆိုတာကိုတော့သိတဲ့သူကနေပါတယ်သူတို့တွေကလိန်တူချစ်သူတွေမဟုတ်လို့လားလုံးဝမဟုတ်ပါဘူး2010ခုနှစ်တုန်းကအင်္ဂလန်အမတ်ဘေးဖလားလမ်းကြောင်းပေါ်မှာမန်ယူနိုက်တက်အသင်းသွေးဖယ်မသွားအောင်ဘော့စကိုကကယ်တင်ပေးခဲ့တာကြောင့်ဂရီနဘီကဂုဏ်ပြုတဲ့အနေနဲ့နန်းခဲ့တာဖြစ်ပါတယ်2010ခုနှစ်ဝန်းကျင်မှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့မြို့ကန်ပြိုင်ဘက်မန်စီးတီးအသင်းဟာရှေးမန်ဆွဲလောက်မှာအင်အားကြီးအသင်းဖြင့်ပရီးမီးယားလိဂ်ကိုစတင်ချင်းနေဝင်ရောက်လာခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းဟာလက်ရှိအခြေအနေလိုမဟုတ်ဘဲအသင်းတိုင်းရှိန်နေရတဲ့အသင်းမှာအဲ့ဒီအသင်းမှာမန်ချက်စတာဒါဘီပွဲက၄ပွဲထိရှိခဲ့ပြီးပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်လည်းမန်ချက်စတာမြို့ကန်နှစ်သင်းကအပြိုင်ဖြစ်နေခဲ့ပါတယ်အဲ့ဒီနေ့ရဲ့နောက်ဆုံးမန်ချက်စတာဒါဘီပွဲစဉ်ဟာဘော့စကိုကောင်းတိုက်ပြီးအဖွင့်ဂိုးမသွင်းခင်အထိဂိုးမရှိသေးရလက်နဲ့ပြင်းဖို့ကောင်းနေခဲ့ပါတယ်ဘော့စကိုရဲ့ကောင်းတဲ့ဂိုးနဲ့ United အသင်းကဥဆောင်ကိုရရှိသွားချိန်မှာပွဲကအတော်လေးကိုမြိုင်ဆိုင်လာခဲ့ပါတယ်အဲ့ဒီချိန်မှာနမီဟာသူ့ကိုယ်သူ United အသင်းသားလို့မခံယူဘဲနဲ့ United ပရိသတ်တူလို့ခံယူကဥဆောင်ကိုသွင်းယူပေးခဲ့တဲ့ဘော့စကိုရဲ့နှကန်းကိုဂုံပြူအနမ်းချွေခဲ့တာဖြစ်ပါတယ်အဲတော့အဖြစ်ပြက်တွေကိုအစားဆုံးမြင်တွေ့ခဲ့ရတဲ့ United ကစားမဟောင်းဂျော်ရှိကနမီဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတော့ကျွန်တော်မသိပါဘူးဒါပေမဲ့အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ Man City ပရိသတ်တွေအတွက်ကတော့အတော်လေးဒေါသထွက်စရာဖြစ်ခဲ့ဘူးပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်ဘော့စကိုအနေနဲ့ဂရီနဘီရဲ့အပြုအမူကိုစိတ်ပြတ်သွားမယ်လို့ထင်ကောင်းထင်နိုင်ပါတယ်မန်စီးတီးကိုနိုင်ရခဲ့တာကြောင့်ဂုဏ်မှုတဲ့အနေနဲ့နန်းခဲ့တဲ့နဘီရဲ့အနန်းဟာဘယ်အချိန်ဖြစ်ဖြစ်တန်ဖိုးရှိပါတယ်လို့ဘော့စကိုကတော့ပြန်ပြောင်းပြောပြခဲ့ဦးပါတယ်အဲ့ဒီရာသီအကုန်မှာတော့ချဲစီးအသင်းဟာ United အသင်းကိုတတ်မှတ်အသာနဲ့ဥဆောင်ပြီးတော့အမှတ်ပေးဖလားကိုစုခုရရှိသွားခဲ့တာဖြစ်ပါတယ် United ပရိသတ်တွေအနေနဲ့ရာသီကုန်မှာအကြီးကျယ်စိတ်ပြတ်ခဲ့ရတယ်ဆိုပေမဲ့လည်းမြို့ကန်ပြိုင်ပွဲအထက်မှာဥဆောင်လိုက်နိုင်ခဲ့တာကြောင့်အနေငယ်တော့စိတ်သက်သာရခဲ့ပါတယ်ဂယ်လီမီနဲ့ဘော့စကိုဟာ United Academy မှာအတူတကွကြီးပြင်းလာကြတဲ့သူတွေဖြစ်ပါတယ်ဂိမ်းနဘီဘော့စကိုရိုင်ယန်ကစ်ဒေးဗစ်ကန်နီကီဘန်ဖီနဘီတို့ပါဝင်တဲ့ Class of 92ဟာ United အသင်းမှာအောင်မြင်မှုအလေးလေးစုခုနိုင်ခဲ့ပါတယ်တခြားကစားမတွေ United အသင်းကိုစွန့်ခွာသွားကြပေမဲ့နဘီဘော့စကိုရိုင်ယန်ကစ်တို့ဟာကစားမဘဝအကုန်ဆုံးတဲ့အထိ United အသင်းမှာရှိနေခဲ့တဲ့ကစားမတွေလည်းဖြစ်ပါတယ်သူတို့ဟာ United အသင်းနဲ့အတူ Champions League ဖလား2ကြိမ်နဲ့ Premier League ဖလားအများပြားရရှိခဲ့ပါတယ်နဘီနဲ့ဘော့စကိုရဲ့အနန်းဟာ United အသင်းနဲ့အတူကွင်းထဲမှာဖြစ်ပျက်ခဲ့တဲ့အကြီးကျယ်ဆုံးအခိုက်အတန့်တွေကတခုလည်းဖြစ်ပါတယ်နောက်ပြီးတော့ United ပရိသတ်တွေအတွက်လည်းဒီပုံလေးဟာအမှတ်တရပုံလေးတစ်ပုံလည်းဖြစ်ပါတယ်ဒီပုံလေးကိုမြင်ရင် United ပရိသတ်အတိုင်းဟာအဲ့ဒီအချိန်တုန်းက Man City အသင်းကိုဘယ်လိုအနိုင်ယူခဲ့လဲဆိုတာကိုပြန်တွေးနေမှလည်းသိချပါတယ်ဒါအပြင်ဒီပုံလေးကိုမြင်တိုင်းတစ်ချိန်တုန်းက United ကစားသမားတွေဟာဘယ်လိုမျိုးအသင်းအနိုင်ရဖို့အတွက်စိတ်ဆန္ဒပြင်းပြကြလဲဆိုတဲ့အကြောင်းတွေကိုလည်းပြန်ပြောင်းသတိရကြမှာသိကြပါတယ်လက်ရှိချိန်မှာတော့ United အသင်းဟာ Sir Alex Ferguson ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်းအစိုးရသုံးရာသီနဲ့ကြုံတွေ့ခဲ့ရပြီးအဆင့်15နဲ့ဇက်သိမ်းခဲ့ရသလိုဘာဥရောပဝင်ခွင့်မရပဲလာမယ့်ရာသီမှာတပတ်တပွဲနှုံးပဲကစားတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ